ဘာလေးမှတ်မိတော့ဆိုဒီနေ့မှလေကိုကနေအလှပေးရတဲ့အချိန်ကျကိုအလှကိုမှတ်မိတယ်ကိုကနေအလှလက်ခံရတဲ့အချိန်ဆိုတိတ်မမှတ်မိဘူးအဲ့ဒီစိတ်ကိုဘုံဘုံပြန်ပြီးတော့ကြည့်တယ်တရားထိုင်ပြီးတဲ့အချိန်ကိုပြန်စဉ်းစားကြည့်ဘာတွေ့တာတော့ဆိုအဲ့လူတို့များများမှတွေ့တယ်ဟာသူများနေပြီးတော့ကိုယ့်တခုကူညီတယ်ဆိုရင်ကိုယ်အကျွေးတင်မှဆိုလို့သူ့ကိုတခုပြန်ကူညီတယ်သူတို့ကနေပြီးတော့ကိုယ်လက်ဆောင်တခုပေးတယ်ဆိုရင်ကိုကတခုချက်ချင်းလက်ဆောင်ပြန်ပေးတယ်မပေးဘူးဆိုရင်စိတ်ထဲမှာကိုယ့်ဘက်ကတိမ်ငယ်နေတဲ့ပုံစံမျိုးခံစားရတယ်ကိုယ့်ဘက်ကတိမ်ငယ်နေကိုယ့်ဘက်ကအောက်ကျနောက်ကျဖြစ်တယ်ဘယ်နဲ့ခက်ရမ်းပြောရင်အဲ့လိုခံစားရတယ်အဲ့ဟာဗုဒ္ဓဘာသာလည်းဖြစ် psychologist လည်းဖြစ်တယ်အကြောင်းဆရာလည်းဖြစ်တယ်ဘမ်အင်ဂမ်ကတခါတည်းသူလည်း Oxford ထွက်တယ်သူနဲ့ဆွေးနွေးခါကြတော့ရှင်ပြပြောတာစိတ်ဝင်စားစရာကောင်းတယ်ကိုကပေးတဲ့ခါမှာငါကျေနပ်မှုရတယ် satisfaction ရတယ်ကိုကနေရယူရတဲ့ခါကျတော့အားငယ်စိတ်ဖြစ်တယ်သူလည်းအဲ့လိုပြောတယ်ဘုံအဲ့ဒါကိုတရားသဘောနဲ့ပြန်ကြည့်ရင်တော့အတ္တပဲပေါ့အမှန်အနတ္တသဘောနဲ့ဆိုရင်အချင်းချင်းမိကိုရတယ်ဈေးတဲ့ကလည်းဖောက်တယ်ကိုမိကိုရတယ်ဖောက်တယ်လည်းပဲဒီ customer တွေလည်းပဲအဲဈေးတဲ့တွေကိုမိကိုရတာအချင်းချင်းမိကိုရအဲ့ဒီသဘောကိုမြင်ဒီလက်ခံထားတဲ့ခါကျမှဘုံဘုံတို့လူလောကထဲမှာနေရတာကိုယ့်ရဲ့ဘဝထဲမှာကိုယ်တိုးတက်မှုထဲမှာတခြားလူတွေအခန်းကဏ္ဍကိုအတိမပြုဖို့အတွက်တိတ်မလေးဘူးတခြားလူတွေအများကြီးပါတယ်လေကိုယ့်ရဲ့ဘဝထဲမှာကိုယ့်ရဲ့မိဘတွေနောက်ကျောင်းတက်တန်းပြီးတန်းကိုယ့်ရဲ့ဆရာသမားတွေနောက်ကိုယ့်ရဲ့ဆရာသမားတွေကိုလက်ခပေးထားတဲ့ပြည်သူပြည်သားတွေ management လုပ်တဲ့အစိုးရဆက်ဆက်တွေဥမာစင်ဘူမှာဆိုရင်ဒီတိုင်းမှာပဲကိုအလွတ်လွတ်တဲ့ခါကျတော့လည်းပဲကိုယ့်ရဲ့အခွန်နဲ့အဲ့လိုပဲအကြောင်းတွေဆောက်ထားတော့အခုပေါက်လာတဲ့ကလေးတွေဟာကိုယ့်ကိုပြန်မိကိုရတာပါပဲဒါ nameless နာမည်တော့မသိဘူးချင်းချင်းနာမည်တော့မသိဘူးမိခိုးနေကြတာ